အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကန်ထူးရှင်ဒူဒီ channel လေးရနေပြီးတော့ချစ်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဦးဆုံးအနေနဲ့ပြီးခဲ့တဲ့28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်တန်းကြောင့်ထိခိုက်နစ်နာပြီးတော့အသက်တွေသေကျေပျက်စီးခဲ့ရတယ်မိမိတို့ပိုင်ဆိုင်တာတွေကိုဆုံးရှုံးလိုက်ရတယ်မြန်မာပြည်သူပြည်သားအားလုံးရဲ့ထပ်တူကိုစားဝမ်းနေကြောင်းအရင်ဆုံးပြောပြချင်ပါတယ်ခင်ဗျာဒီငလျင်တန်းကြောင့်အသက်ဘေးအန္တရာယ်ရှိနေခဲ့တဲ့သူများအားလုံးလည်းယခုချိန်မှာစတင်ပြီးတော့အသက်ဘေးအန္တရာယ်နဲ့ကင်းဝေးကြပါစေဆင်းရဲဒုက္ခရောက်နေကြတဲ့သူများလည်းဆင်းရဲဒုက္ခမှလွတ်ကင်းကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သပေးပါရစေဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီဒူဒီကန်ထူးရှင်ဒူဒီ channel လေးကတော့အရင်တစ်ပတ်ကတင်ပေးခဲ့သလိုပဲကျွန်တော်ဒီတစ်ပတ်မှာလည်းရှေ့တစ်ပတ်ကထွက်ခဲ့တဲ့ထွက်စင်လေးတွေပေါ်မူတည်ပြီးတော့ဒီတစ်ပတ်မှာလည်းတစ်ပတ်စာကတ်လေးကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့တောက်ချာနေ့ညနေရတော့ဒူဒီပိတ်တာဖြစ်တဲ့အတွက်ကျွန်တော်ညနေခဏကတော့ဒူဒီပိတ်တဲ့အတွက်မထွက်ခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တက်နိုင်သလောက်ဒီပြီးခဲ့တဲ့တစ်ပတ်ကထွက်စင်နေပေါ်မူတည်ပြီးတော့ကျွန်တော်ဒီတစ်ပတ်မှာဘယ်ကနန်းလေးတွေအားကောင်းလဲဘယ်ဘရိတ်လေးတွေကျွန်တော်တက်နိုင်ဆုံးရွေးချယ်ပြီးတော့ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှေ့ကဒူဒီစီနီယာဆရာကြီးတွေဆရာမကြီးတွေအားလုံးကိုလေးစားပါတယ်ဗျာဟုတ်ကဲ့ပါအခုလာမယ့်တစ်ပတ်မှာ31ရက်နေ့ကနေပြီးတော့ကျွန်တော်တို့4ရက်4လအထိပေါ့နော်အဲ့တော့31ရက်နေ့ကတော့ဒါဒူဒီစပြီးတော့ဒါဖွင့်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်အခုပေးထားတဲ့တပတ်စာကတ်လေးတွေမှာပါတဲ့ကဏ္ဍလေးတွေကိုချင်းမိတ်ဆွေများကကိုယ့်အကြိုက်ကဏ္ဍလေးတွေနဲ့တူတယ်ဆိုရင်လိုက်ဆော့လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့ဒါဆိုကျွန်တော်တို့စလိုက်ရအောင်နော်ဒီတစ်ပတ်မှာ31ရက်3လနေပြီးတော့4ရက်4လအထိပေါ့တော့ကျွန်တော်ခိုင်းလို့ပဲဒီတစ်ပတ်မှာအကောင်းဆုံးထွက်နိုင်တဲ့လုံးပိုင်ပတ်သီးလေးကိုကျွန်တော်စပြီးတော့ပေးပါမယ်နော်ဒီလာမယ့်အပတ်မှာအားကောင်းတဲ့ပတ်သီးလေးရတော့ချစ်မိတ်ဆွေများ၄ပိုင်ဖြစ်ပါတယ်ဒီတစ်ပတ်မှာအားကောင်းတဲ့ပတ်သီးလေးရတော့ကျွန်တော်ခံမှန်းတာ၄ကဏ္ဍနံပါတ်4ပိုင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ဟိုးမကြောလို့လဲကျွန်တော်ခံမှန်းပါတယ်ချစ်မိတ်ဆွေများအကြိုက်တူရင်ဒီ4ပိုင်းကိုပတ်လို့ရပါတယ်ဗျနော်ပတ်တီးပြီးသွားလို့ရှိရင်ကျွန်တော်နောက်တစ်ခုအနေနဲ့ကတော့ break လေးပေးပါမယ်နော်အဲ့တော့ဒီတစ်ပတ်မှာ break အနေနဲ့ကတော့ချစ်မိတ်ဆွေများ4-9 break တစ်ခုလာပါမယ်နော်4-9 break တစ်ခုလာပါမယ်4-9 break တစ်ခုလာပါမယ်ဗျနော်အဲ့တော့4-9 break မှာကျွန်တော်တို့4 break မှာလဲဒါ40ပါမယ်9 break မှာလဲပတ်တိ4နဲ့ပတ်သက်ရင်ဒါ40 45 90 95ပေါ့နော်4 break လည်းပါမယ်9 break လည်းပါမယ်ပေါ့အဲ့တော့အဲ့လိုဘုံတူတာလေးတွေလည်းချစ်မိတ်ဆွေများ
ချင့်ချိန်ပြီးတော့ဆော့လို့ရပါတယ်ဗျာနော်အဲ့တော့ break ကတော့ကျွန်တော်ခံမှန်းတာ4 go break တစ်ခုလာပါမယ်နော်4 go break တစ်ခုလာပါမယ်အဲ့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ချင်းမိတ်ဆွေများပြောချင်တာကတော့ဒီလာမဲ့တစ်ပတ်မှာပြန်ကြတတိထားပါနော်ပြန်ကြလေးတတိထားပေးပါဖုန်းလေးလှုပ်လို့ရှိရင်ခွင့်လို့ပေးကြပါနော်တော့ပြန်ကြတတိထားပါအဲ့တော့ကျွန်တော်တို့ main အနေနဲ့4ခွန်အားကိုပဲပြန်ရွေးပေးပါတယ်ချင်းမိတ်ဆွေတို့နော်ပြန်ကြအနေနဲ့4ခွန်အားကိုတတိထားပါပြန်ကြလဲတတိထားပါအဲ့တော့4ခွန်အားကသူ4ခွန်ကြပြီးသွားလို့ရှိရင်နောက်တစ်ခါ4ခွန်အားဆိုပြီးတော့လဲပြန်ကြတစ်ခါထပ်လာတတ်ပါတယ်ဗျနော်အဲ့ဒါလေးလည်းတတိထားပါအဲ့ဒါဒီတပတ်စာအတွက်ဒါကျွန်တော်အကောင်းဆုံးဖြစ်မဲ့ကဏ္ဍလေးတွေပတ်သေးလေးတွေ break လေးတွေကိုဒါကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ချင်းမိတ်ဆွေများကိုအကြိုက်တူတယ်ကဏ္ဍလေးတွေကိုယူသုံးခြင်းနဲ့ယူဆော့ခြင်းနဲ့ဆိုရင်ယူဆော့ကြပါလို့ကျွန်တော်လည်းမျှဝေပေးပါတယ်ဗျအဲ့တော့အပန်းမကြည့်ရင်ပေါ့လေနော်အပန်းမကြည့်ရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်း like and subscribe လေးလုပ်ပေးပါလို့မေတ္တာရက်ခံပါတယ်ခင်ဗျဒါကျွန်တော်အကုန် screenshot လေးယူခြင်းလည်းယူလို့ရအောင်ကျွန်တော်တေချာလေးပြပေးပါမယ်နော်ဖုန်းလေးလှုပ်ဝိုင်းစိတ်မရှိပါနဲ့နော်ကျွန်တော်လက်ပါနေနော်မရဘူးโอเคအဲ့ဆိုကျွန်တော်ခေါ်ပေးပါမယ်နော်ဒီအခုလာမဲ့31ရက်နေ့3လနေပြီးတော့4ရက်4လအထိပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့ပတ်တိအနေနဲ့ကတော့4ပိုင်းပတ်တိအားကောင်းပါတယ်အဲ့တော့ဟူးမကြောလို့လည်းခံမှန်းပါတယ်ဗျနော်4ပိုင်းပတ်တိအားကောင်းပါတယ်4ပိုင်းပတ်တိကိုအကြိုက်တူရင်ဆော့ကြပါဗျနောက် break အနေနဲ့ကတော့ကျွန်တော်4 go break အနေနဲ့4 go break တစ်ခုလာပါမယ်ဗျနော် break အနေနဲ့4 go break တစ်ခုလာမယ်နောက်တစ်ခုကပြန်ကြတတိထားပါချင်းမိတ်ဆွေတို့နော်ပြန်ကြတတိထားပါအဲ့ထက်မှာ main အနေနဲ့ကျွန်တော်ပေးချင်တာကတော့4ခွန်အားတစ်ခွက် main အနေနဲ့ကျွန်တော်ပေးချင်ပါတယ်အဲ့တော့4ခွန်အားကိုတတိထားပါပြန်ကြတတိထားပါနော်အဲ့တော့ဒီ3ခုကိုချင်းမိတ်ဆွေတို့လာမယ်တစ်ပတ်မှာအကြိုက်တူရဲဆိုယူဆော့လို့ရပါတယ်ယူသုံးလို့ရပါတယ်ကျွန်တော်ထပ်ပြီးတော့ဆူတောင်းပေးပါရစေနော်အဲ့တော့လာမယ့်ပတ်မှာတကယ်လို့နှလုံးချက်တည်ချင်းမိတ်ဆွေတို့ကစားခဲ့ရင်ကိုကင်လိုက်တဲ့ခဏန်းနိုင်အောင်ရွှေဖြစ်ပါစေငွေဖြစ်ပါစေအသက်ရှူတိုင်းဒီပါငွေဝင်ပါစေဘေးအန္တရာယ်အပေါင်းကင်းဝေးကြပါစေယခု28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ငလင်တန်ကြောင့်အသက်ဘေးတင့်နေတဲ့သူများလည်းအကုန်လုံးအသက်ဘေးအန္တရာယ်အပေါင်းမှာကင်းဝေးကြပါစေလွတ်ကင်းကြပါစေဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာဆုံးရှုံးသွားတဲ့ချင်းဖိတ်ဆွေများလည်းအမြန်ဆုံးကုညီမဲ့သူများအမြန်ဆုံးပေါ်ပြီးတော့အရာရာအားလုံးအဆင်ပြေချောမွေ့ကြပါစေပို့တာတော့မြစ်တာအားလုံးအပေါ်တက်ရောက်ပြီးတော့အဆင်ပြေကြပါစေဗျာဟောလာမယ့်တစ်ဖက်မှာလည်းဒူဒီကိုမျိုးမျိုးမြက်မြက်နဲ့ပေါက်ကြပါစေလို့ကျွန်တော်ကန်ထူးရှင်ဒူဒီ channel ကနေပြီးတော့စူတောင်းမြတ်တာပို့တာလိုက်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုအစအဆုံးကြည့်ပေးကြတဲ့ချင်းမိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမှာမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်တတ်တာပါ